60ကျနော်တပိုင်းဝင်နေစင်အကဆို TV ဖန်သားပြင်ပေါ်ပါတယ်ပြီးတော့ကြည့်ရမယ်အကဟာယခုဆိုရင်ဒါကျွန်တော်တို့ဟာလာ TV ဖန်သားပြင်ပေါ်ပါတယ်မဟုတ်ပဲပြဝါးထင်နေနေရမယ်အကဖြစ်ပါတယ်ကဲတဘိုးလို့ရင်တော့ကျွန်တော်တို့ဟာလာကဲစေရရနာဥတိုင်လိုက်ပါအောင်ဗျာဟာလာမင်္ဂလာရှိတဲ့စိုင်းတော်ရတနာကြီးလောလောကကနေစေတီအောင်ကိုဖတီတို့ရတာစိုင်းတော်မင်္ဂလာပါဗျတော့ကျွန်တော်ဒီကနေ့ရောက်လာတော့ဟောတော့ရောက်လာတော့လေဟောဆရာတော်ကအတိတ်ကဆိုပြီးဒီတော့ပါလေကိုဟောဒီပြည်တော်မှာလူတော်တွေတက်ပေါင်းလာတာဟာဘုရားဝဲဟောတံပြီးတက်ပေါင်းတဲ့ကာကြီးပြည်ဒီတော်ကြီးမှာအလူတော်တွေတိုးတောင်းလာတော့ပြည့်ဒီစားကိုထိုက်တယ်ကိုထိုက်တယ်ထိုက်တယ်အော်ဒီကားဖြစ်မှာသာသာရဲ့ဒီကားလေးရုပ်ပြုနေပါလေဟုတ်ကဲ့ရတော့လာလာလို့လည်းထားအောင်တော့လည်းဒီမိုက်ဒီမှာလေကိုဖကြီးတော့ဒါဗီဒီယိုတို့မှာလေအဲ့ဒီတော့ဝင်အားဖြင့်3တော့5တော့ပြည့်ကျွန်တော်တို့ဘုရားပါပြီးတော့ဒါဟာလားဒါဒီတော့လေအေးနေတဲ့အချိန်ပါလေးကိုဒီလောက်ပါပေါ့လေ